အားလုံးပဲမင်္ဂလာပါဝယ်ရမှာဂိမ်းတွေကိုပဲဆော့မလား drawing ပိုင်းတွေကိုပဲအသုံးပြုမလားပြီးတော့ code တွေရေးပြီးတော့ပဲ run မလားအားလုံးကိုအဆင်ပြေပြေနဲ့အသုံးပြုလို့ရမယ် laptop brand new လေးတစ်လုံးကိုပြပေးပါမယ် Luna Grey ကလာခမ်းမိုက်မိုက်ဒီဇိုင်းနဲ့လာပါတယ်ပါဝင်တဲ့ port တွေကိုအရင်ဆုံးကြည့်လိုက်ရအောင်ပါ USB 1 port SD card port တို့ပါဝင်ပြီးတခြားတစ်ဖက်မှာတော့ Ethernet port HDMI USB Type C port နဲ့ jack port တို့ပါဝင်ပါတယ် display ဘက်မှာ Full HD ရပြီးတော့ IPS display refresh rate က 144Hz ရပါတယ် keyboard ဘက်မှာဆိုရင်အမောင်ထဲမှာဆိုင်ရရင်တော့အဆင်ပြေမဲ့ backlight မီးလေးတွေကိုထည့်သွင်းပေးထားပါတယ် battery ဘက်မှာမိနစ်60အသွင်းထားရင် 80% ထိရရှိနိုင်ပါတယ်သူ့ရဲ့ speed လေးတွေကိုအသေးစိတ်ကြည့်လိုက်ရအောင်ပါ CPU i5 တွဲကြံကို high performance H နဲ့ပါ up to 4.4 GHz ထိရရှိနိုင်ပါတယ် RAM ကို speed ပိုကောင်းတဲ့ DDR5 4800ကို 60GB ထိသုံးထားပါတယ်လိုအပ်ရင် 32GB ထိမြင့်နိုင်ပါတယ် SSD မှာလည်းပုံမသွက်လက်တဲ့ NVMe 512 ပါဝင်ပါမယ်အဓိကကျတဲ့ Navigational Graphics မှာ DDR6 RTX 3050 6GB သုံးထားပါတယ် Privacy Shutter ပါဝင်ပြီးကင်မရာကကြည်လင်ရှင်းတောက်နေရပဲမလို့ဇွန်ကိုကဲမီတို့ကိုအေးဆေးသုံးရပါပဲ1920 1080 Full HD နဲ့အတန်တော့ကိုအတူတူကြည့်လိုက်ကြအောင် Let's drop some lead on those motherfuckers. ကျွန်တော်စောင့်နေကြဂိမ်းလေးတစ်ခုနဲ့လည်းမိတ်ဆက်ပေးပြရစီစတော့ရှိုံလေးဝယ်တော့အမြန်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ